အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာပြည်မှာရန်နာမည်ကြီးနေတဲ့ဖက်တီမတမယာဒီတော့လာပြီးတော့လှုပ်ရှားမှာဖြစ်ပါတယ်နော်အစင်သင်ဖြစ်ပြီးဆိုရင်စားလိုက်ကြရအောင်ပထမဦးဆုံးဈေးထဲကနေဝယ်လာတဲ့တမယာဒီကိုရေဆွေးပြီးတော့အခွန်နွားထားပေးရပါမယ်ပြီးတာနဲ့တမယာဒီကိုအလုံးလိုက်မစားဘဲနဲ့စိတ်လိုက်ပဲလီပြီးစားပါမယ်ပထမဆုံးကြားစားအချုံမုံစက်သားမုံအစိမ်းမုံအကျက်မုံပြီးလို့ရှိရင်ထောင်းထားတဲ့ပဇွန်6ထောင်းကိုထည့်ပါမယ်ခုအနေနဲ့စိမ့်စားငပိရေကိုရင်နွေးနဲ့ဖြော်ပြီးတော့ထည့်ပါမယ်အားလုံးထည့်ပြီးသွားပြီဆိုရင်မွေပေးပါမယ်နော်အသီးတွေကိုအရသာလေးစိတ်ဝင်သွားအောင်နည်းလေးတော့နေပေးပါမယ်နော်ဖက်တီမရဲ့အတုံးမှာတော့ဘာတွေထည့်လဲတော့မသိဘူးကိုမှရှိတာလေးတွေနဲ့ပဲကိုထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်လည်းမြန်မာပြည်ထိကိုပြန်ပြီးတော့လည်းမစားနိုင်ဘူးပေါ့နော်အဲ့မှာစားကြည့်မယ်စားချင်နေတာအရင်ကြာပြီး TikTok မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်တက်လာတာအရင်စားချင်တာပေါ့နော်အားနဲ့ဒီလိုမျိုးလှုပ်ရှားဖြစ်တာမှာပထမဦးဆုံးတလှုပ်ရှားတော့မလေးချင်းဆက်ပြီးတော့ပြောလို့မတန်အရသာလေးဒါပေမဲ့ဆက်စားပါမယ်နောက်တလုံးဆက်စားပါမယ်ဆိုင်းနဲ့အရသာပိုကောင်းလာတယ်လို့ခံစားရပါတယ်နော်ဒီမှာအချင်းကြိုက်တဲ့ထဲမှာပါပြီးသားဆိုတော့လေအရင်အဲ့လိုမျိုးအရင်ချင်းတယ်လို့တော့မခံစားရဘူးဒါပေမဲ့ချင်းတာတော့တော်တော်ချင်းတယ်စားလို့လည်းအရင်ကောင်းတယ်ဆိုင်းနဲ့အရသာပိုပြီးတော့ကောင်းလာတယ်လို့ခံစားရတယ်ပေါ့နော်မျက်နှာပဲကြည့်လိုက်ပြုံးစစ်ချင်းဆက်မစားနေတဲ့ချိန်မှာကျမသားနေရလာတွေ့တာပေါ့နော်သူတို့လည်းစားကျင်တယ်ဆိုလို့အမလေးပေးဆန်းလိုက်မယ်ကြည့်ကြနော်အကြီးကောင်အရင်ဆမ်းမယ်ပေါ့ကြည့်လိုက်ရအောင်သူရဲ့ reaction အချင်းကြိုက်တဲ့ထဲမှာတော့ तू မပါဘူးပေါ့နော်ဒါပေမဲ့ तू အရင်စားကျင်တယ်ဆိုတော့ဒီမမေကလည်းပေးဆန်းရတာပေါ့နော်ကြည့်ကြမယ် Light work no reactionသူကတော့အငင်ကောင်လေးကလေးပါသူကတော့အချင်းစားနေကြအမေနဲ့အချင်းစားနေကြဆိုတော့သူစားနိုင်မယ်လို့ထင်တယ်သူရဲ့ reaction လေးကိုကြည့်ကြရအောင်သူကတော့ဘာမှမခံစားရသူမျက်နှာအချင်းလားချိုတာလည်းဘာမှမခံစားရတယ်လို့ပဲကောင်းလားဆိုတော့ကောင်းတယ်တဲ့ Oui ကြည့်ရှုအားပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်